ဒီကားကောင်းတယ်လို့ပြောတဲ့ကောင်ငါစီခေါ်လာခဲ့လိုက်ကွာဘာကားလဲဆိုတော့လူငယ်ဆန်ဆန်ပေါ့ပေါ့ပါပါပညာပေးကားလေးပေါ့ကျောင်းတော့ကစာရန်စူးစမ်းလို့အမှတ်တွေအရန်ကောင်းပြီးနိုင်ငံခြားမှာအခြေသွားချဖို့အထိဘဝရည်မှန်းချက်မြင့်တဲ့ကောင်လေးတယောက်ရဲ့အိမ်မက်ကိုငါလို့စာချက်ဘိုးတွေမကြိုက်ဘူးငါကြိုက်တာမကန်ကန်အရန်ခေါ်တဲ့ကောင်လေးမျိုးတွေပဲကြိုက်တာလို့ပြောရတဲ့မတာမကြောင်ကောလေးရောက်တာနဲ့အရင်စာချက်ဘိုးဘဝကိုပြောင်းအမူအကျင့်တွေပါပြောင်းဒီဇိုင်းကာလာတွေပြောင်းနောက်ဆုံးနာမည်ပါပြောင်းပြီးကျောင်းကော်လီဒရာဂွန်ဆိုပြီးပွဲတွေကျန်းလာလိုက်တာကောလိပ်ကနောက်ထပ်မတာမတယောက်ကငါလို့မိုင်းကန်ကန်ဘဝရည်တည်ချက်မရှိတဲ့ကောင်လဲဆိုလက်ထပ်ဖို့မဖြစ်နိုင်ဘူးအလုံးကိုင်တေချာရရတဲ့စာချက်ဘိုးယောက်ျားကောင်းလေးနဲ့ပဲယူမှာဆိုပြီးတော့ဖလစ်သွားလို့လောကကြီးကိုတင်းတင်းနဲ့အရွက်တိုက်တဲ့မာမူလေးရဲ့ဇလန်းကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်ဇကားလေးရဲ့နာမည်က Dragon channel ကြီးမှာကြည့်လို့ရပါတယ်ကိုသိန်းရဲ့ပင်ဗီဒီယိုမှာရော bio မှာရောဘယ်လိုကြည့်ရမလဲဆိုတာကိုပြောပြပေးထားပါတယ် PK တို့3 idiot တို့လိုကားမျိုးတွေလည်းထွက်ထားမှုတာကြောင့်ဒီကားအောင်မှာဇွတ်ကောင်းတယ်လုံနေရင်တော့ခေါ်လာခဲ့လိုက်တော့ဟေးခေါ်လာခဲ့လိုက်တော့